ဆရာကြီးဦးခင်မောင်စောဘာလင်ရဲ့ဒီအင်္ဂလိပ်စာနဲ့ရေးထားတဲ့ဒီစာရင်းတစ်ခုကိုဒီရခိုင်သမိုင်းသုတနာအဖွဲ့ကဘာသာပြန်ပြီးတော့ဒီဘာသာပြန်နေကုန်းအပိုင်း၄မှာရေးထားတဲ့ဒီရိုဟင်ဂျာရခိုင်လူမျိုးဆိုတဲ့ဟာကိုကျွန်တော်နည်းနည်းလေးရှင်းပြလိုပါတယ်အဲ့ဒီမှာလဲဆရာကြီးကကိုရုပ်ဖြစ်ချင်တာတွေကိုလိုရာဆွေးပြီးမှရေးထားသလားလို့เนาะကျွန်တော်တို့တင်ပြဖြစ်မိတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီဗမာပြည်ကျွန်တော်တို့ဒီအာကန်ဒေတာနဲ့ပတ်သက်ရင်ကျွန်တော်တို့ကရိုဟင်ဂျာလို့ပြောတိုင်းရိုဟင်ဂျာဆိုတာမရှိဘူးမြန်မာနိုင်ငံမှာမရှိဘူးတိုင်းရင်းသား130မှမရှိဘူးနဲ့တဘူးတာပဲပြီးမှကဘာနဲ့လက်ခံတဲ့တမိုင်းအထောက်ထားတွေပေါ်လာတယ်ဆိုတော့ရိုဟင်ဂျာဆိုတာကဘလို့မှညင်းလို့မရတော့ဘူးပြောတဲ့ခါကျတော့နောက်တစ်မျိုးပြန်ပြောင်းသွားအောင်အဲ့ဒါဘာလဲဆိုတော့ရိုဟင်ဂျာဆိုတာကရခိုင်လူမျိုးကိုပြောတာပြီးတော့ရိုဟန်ဆိုတာလည်းရခိုင်ပြည်ကိုပြောတာဟောဗျာနှိမ့်ချင်းရချင်းရိုဟင်ဂျာကရခိုင်လူမျိုးဖြစ်သွားအောင်ကျွန်တော်ဘာသွားတရားလဲဆိုတော့စစ်တွေမှာရှိတဲ့ဒီဘဒရ်မူကန်နော်ကျွန်တော်အစ္စလာမ်ဘာသာဝင်သူတို့ရေးအတွက်ကျွန်တော်လှူဒန်းခဲ့တယ်ပေါ့နော်ဒါသူ့ရဲ့အိမ်ပေါ့အဲ့ဒီဘဒရ်မူကန်ကိုလေဗုဒ္ဓမော်ဆိုရင်မှဒါဗုဒ္ဓဘာသာဘုန်းကျောင်းတို့လိုပါလို့လုပ်ခဲ့တယ်ဒါကတော့ထားပါတော့နော်ဘာသာတိုင်းကိုးဝေတဲ့နေရာဆိုတော့ဗုဒ္ဓမော်ပဲခေါ်ဘဒရ်မူကန်ပဲခေါ်ပြဿနာမရှိဘူးဒါကနော်ဒါပေမဲ့ဒါလည်းတမန်ထောက်တာတခုပဲအခုရိုဟင်ဂျာဆိုတာရခိုင်ကိုပြောတာပါလို့ပြောတာအဲ့ဒါကိုကဘာကလက်ခံမယ်လို့ထင်သလားရိုဟင်ဂျာတပိုင်းတွေကိုလေ့လာရင်အစ္စလာမ်ဘာသာပဲတွေ့ရတာသူရခိုင်လူမျိုးကကိုယ်တိုင်ပြောတယ်နော်သူတို့ပြောတာကကျွန်တော်တို့ရခိုင်လူမျိုးမှာအစ္စလာမ်ဘာသာမရှိဘူးလို့အဲ့ဒါကြောင့်အဲ့ဒီအတဲအရမရိုဟင်ဂျာဆိုတာကိုငြင်းလို့မရတဲ့အတွက်ရခိုင်လူမျိုးကိုပြောတာပါရိုဟန်ဆိုတာလေရခိုင်ကိုပြောတာပါလို့အဲ့လိုပြောဖို့တည်းမသိတော့ဘူးအဲ့လိုငြင်းနေမယ့်အစားအဲ့ဒါမျိုးတမိုင်းတွေကိုရေးမှလုံနေမယ့်အစားအခုရိုဟင်ဂျာနဲ့ပတ်သက်ပြီးတော့ဒီနောက်နှစ်ဇန်နဝါရီလမှာ ICJ မှာဂျနိုဆိုက်ကြားနာကိုရှိတယ်အဲ့ဒါကိုပဲအာယူစပ်ပြီးမှဒီကျွန်တော်တို့ရဲ့ဒီစစ်အုပ်စုခေါင်းဆောင်ဒီစစ်အုပ်စုကိုတခါတည်းကျွန်တော်တို့ကဒီဖန်ဝရန်ထုတ်ပြီးတော့အပြစ်ပေးနိုင်အောင်ဒါပဲလုပ်ကြပါနော်မဟုတ်တဲ့ဟာတွေနဲ့ကျွန်တော်တို့စောရကတက်နေမယ်တမိုင်းအမှားတွေနဲ့လုပ်နေမယ်ဆိုရင်ကျွန်တော်တို့ဘသူတည်းမှအကျိုးမရှိပါဘူးလို့ဒါလေးပဲပြောလိုတာပါကျေးဇူးတင်ပါတယ်